အလုံးမဲ့မင်္ဂလာပါခင်ဗျာအဲ့တော့ဒီ page နဲ့ကြိုဆိုပါရစေဒီနေ့အိမ်မှာပါချက်တယ်လို့ရှိရင်ကျွန်တော်စိတ်သားဟင်းချက်ပါတယ်စိတ်သားဟိုမှာစိတ်ပေါင်ကိုချက်ထားတာပေါ့နော်ဒီစိတ်သားဟင်းကဘယ်လိုမျိုးစိတ်သားဟင်းအမျိုးအစားလဲဆိုတော့မလေးရှားနိုင်ငံမှာရှိတဲ့နာစီကန်ဒါလို့ခေါ်တဲ့ဒီခုနကအိန္ဒိယမွတ်စလင်တွေရဲ့ဆိုင်မှာချက်တဲ့နေတိုင်းဖြစ်ပါတယ်ဒီဟင်းလေးကိုကျွန်တော်ဘယ်လိုချက်ထားတယ်ဆိုတာကိုစောင့်ပြီးတော့မှကြည့်ရှုပြပါဦးခင်ဗျာစိတ်သားဟင်းချက်ဖို့ကျွန်တော်တို့အနှစ်အစုံထောင်းအောင်မယ်ကြက်သွန်ဖြူရဲ့ကြက်သွန်အနီရဲ့ဂျင်းရဲ့စမင်းမှုန့်ရဲ့ပြီးလို့ရှိရင်ကျွန်တော်တို့ဒီမှာလို့ရှိရင်ညုတ်သီးမှုန့်ပေါ့နော်နောက်တစ်ခါကျတော့ဟင်းခတ်မှုကြောင့်ဆိုလို့ရှိရင်ဒါကနန်းနန်းစီရှိမယ်စမုံစဝါရှိမယ်ဇီယာရှိမယ်ဒီသုံးမျိုးလုံးကိုကျွန်တော်လှော်ပြီးတော့မှထောင်းပါမယ်ပြီးလို့ရှိရင်ဒါတွေအကုန်လုံးကိုလည်းထောင်းပါမယ်နော်ဒါတော့ကြိတ်ထားတဲ့ဟင်းအနှစ်ပေါ့နော်ဒါလေးကလှော်ပြီးတော့မှထောင်းထားတဲ့မဆလာပေါ့နော်ဒါဆိုရင်ကျွန်တော်ချက်လို့ရပြီနော်စိတ်သားရေးအတွက်ဆိုလို့ရှိရင်ကျွန်တော်ဒီတစ်ခါဘာလို့သုံးမလို့ရှိရင် KSS ကထုတ်ထားတဲ့ကျွန်တော်တို့ကာရီပေါဒါကိုသုံးပါမယ်ဒီချက်နီလေးရဆိုလို့ရှိရင်ကျွန်တော်တို့မာချက်နီမဟုတ်ဘူးเนาะသုံးစွန်းထည့်ပါမယ်သုံးစွန်းကိုမှကျွန်တော်ဒါလေးကိုမှထုံးစံတိုင်းကျွန်တော်ရေလေးနည်းနည်းဖြုတ်ပြီးတော့မှ paste ဖြစ်အောင်ကျွန်တော်လုပ်ပါမယ်เนาะခုနကထောင်းထားတဲ့ကျွန်တော်တို့ဒီအနှစ်တွေကိုထည့်ပြီးတော့မှစိတ်သက်ပါเนาะလို့ရှိရင်ကျွန်တော်တို့ floppy ထောင်းထားတဲ့မဆလာအဒီလေးနဲ့ကျွန်တော်တို့ထည့်ပြီးတက်ပါမယ်နောက်ဆုံးမှာတော့ကျွန်တော်တို့ KSS curry powder ပေါ့နော် curry powder လေးကိုထည့်ပါနော်ဒီနေ့တော့ကျွန်တော်ဘာချက်လဲဆိုလို့ရှိရင်စိတ်ကိုကျွန်တော်တို့ဒီပေါင်လိုက်ပေါ့ချက်မယ်ပြီးလို့ရှိရင်ဘေးမှာတိထားတဲ့ဒီအယိုးအသားလေးတွေလည်းကျွန်တော်နည်းနည်းထည့်မယ်ပေါ့နော်လို့ရှိရင်တော့ကျွန်တော်ဒီထည့်ပြီးတော့မှနော်ချက်ပါမယ်ကဲဒါလေးကိုကျွန်တော်ဆူအောင်ထားလိုက်ပါမယ်နော်โอเคလူမျိုးဆူတာပြီးလို့ရှိရင်ကျွန်တော်တို့မီးနည်းနည်းလျှော့ပြီးလို့ရှိရင်အဖုံးအုပ်ပြီးတော့မှကျွန်တော်ဆက်ပြီးတော့မှချက်ထားပါမယ်နော်ဒီနေ့40လောက်ချက်ပြီးတဲ့ချိန်မှာကျွန်တော်တို့ဘာထည့်ရမလဲဆိုလို့ရှိရင်ဒီမှာပြင်းတော်သိန်းလေးထည့်မယ်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီစစ်စိတ်ထားတဲ့ခင်းရင်းညင်သီးလေးထည့်ပါမယ်နော်ပြီးလို့ရှိရင်ကျွန်တော်တို့အုံလို့ထည့်ပါမယ်နော်ကျွန်တော်တက်တော့အနီကျော်လေးလည်းထည့်ပါနော်ဒီချိန်မှာကျွန်တော်တို့အရသာထည့်လို့ရပါပြီကျွန်တော်တို့ဒီမှာကျွန်တော်တို့ချင်းဆောက်စားလေးထည့်ပါမယ်ပြီးလို့ရှိရင်ကျွန်တော်တက်သားမှုန့်လေးနည်းနည်းထည့်ပါမယ်နော်ပြီးလို့ရှိရင်ကျွန်တော်ဒီထဲပုံမှာတမ်းမြားလေးနည်းနည်းညှစ်နော်ခုနလိုပဲဒါရိုးမှာကျွန်တော်တို့မီနည်းနည်းလျှော့ပြီးတော့အဖုံးအုပ်ပြီးတော့မှနှုတ်ရတဲ့အထိကျွန်တော်တို့ဆက်ချက်ပါမယ်ဒီခါတော့ကျွန်တော်တို့စိတ်သားဟင်းချက်လာလို့ရှိရင်အပေါ်မှာထည့်မယ်ဒီခုန topping ပေါ့နော်အဟင်းခတ်မှုကြံလေးတွေခေါ်တယ်ဒါလေးကိုမှကျွန်တော်တို့စီတတ်မှာပေါ့နော်စီပူလာလို့ရှိရင်ကျွန်တော်တို့ဘာတွေထည့်လို့ဆိုလို့ရှိရင်ဒီမှာဂျင်းရှိမယ်ပြီးလို့ရှိရင်တက်သွန်အဖြူရှိမယ်ပင်းတော်သိန်းရှိမယ်ပြီးရှင်လူကြီးကြောက်ရှိမယ်ပေါ့နော်ဒါလေးကိုမှကျွန်တော်တို့စီတက်လိုက်ပါမယ်နော်โอเคဒီမှာဆိုရှင်စိတ်သားနူးလို့ဆိုရှင်စောစောကစတီတက်ထားတဲ့ topping လေးကိုကျွန်တော်တို့ထည့်ပါမယ်နော်โอเคဒါလေးကိုထည့်ပြီးရှင်ကျွန်တော်တစ်ခါပြန်ပြီးတော့မှဖုံးအုပ်ပြီးတော့မှဆက်ပြီးတော့မှချက်ပါမယ်နော်မအောင်ဆိုကျွန်တော်တို့ဒီ top up ထမင်းပေါ်ဒါပဲဒီနေ့ကကျွန်တော်က margarine ကိုတုံးထားရပေါ့နော် margarine နဲ့ချက်ပါမယ်စစဦးကျွန်တော်တို့ margarine လေးကိုအရင်ဆုံးကြော်သွားအောင်ကျွန်တော်တို့အရင်ဆုံးထည့်လိုက်မှာပေါ့နော်အဲ့ထဲမှာကျွန်တော်တို့ဗာထည့်လို့ဆိုလို့ရှိရင်ဟိခတ်ဝေးကြိုင်လေးထည့်မယ်ပြီးလို့ရှိရင်ဒါကတော့ကရဝေးရွက်ရှိမယ်ပြီးလို့ရှိရင်ဖာလာစေးရယ်နနပ်ပွင့်ရယ်တကြမိုးကောက်ရယ်ထည့်ပါမယ်ပြီးရတဲ့ပြန်လည်းကျွန်တော်တို့စက်တုံအနီးစက်တုံဖြူကိုစီတက်ပါမယ်နော်ဒါလေးကိုကျွန်တော်တို့နွမ်းနေအောင်အရင်ဆုံးစီတက်လိုက်ပါမယ်စက်တုံလေးဒီလိုနေထားရောက်ပြီဆိုလို့ရှိရင်ကျွန်တော်တို့ဗာထည့်မယ်ဆိုတော့ဒီစီးထားတဲ့ကျွန်တော်တို့ဆန်ထည့်ပါမယ်ပြီးလို့ရှိရင်ကျွန်တော်တို့ဗာထည့်မယ်လို့ရှိရင်စားလေးလည်းနည်းနည်းထည့်ပါမယ်ဒီနေ့ကျွန်တော်ပန်းရောင်စားလေးကိုတုပ်ထားရပါတော့တက်သားမှုန့်လေးနည်းနည်းထည့်ပါမယ်နော်ဒါလေးကိုကျွန်တော်အရင်ဆုံးဖွေလိုက်ပါမယ်ဒီစံလေးကိုကျွန်တော်တို့ဒီထမင်းပေါင်းလေးကိုထည့်ပါမယ်နော်โอ
OK ကျွန်တော်တို့ပုံမှန်ထမင်းချက်တဲ့အတိုင်းပဲကျွန်တော်တို့ဆန်3ခွက်ဆိုလို့ရှိရင်ဒီ4ခွက်ပေါ့နော်ဒီဒါကဆန်4ခွက်ဖြစ်တဲ့အကြောင်းဒီ5ခွက်ထည့်ရပါမယ်နော်โอเคအဲဒီဥမှာကျွန်တော်ထမင်းပေါင်းတဲ့ကိုထည့်ပြီးတော့မှချက်ပါမယ်နော်ဒီမှာလို့ရှိရင်ထမင်းချက်ပြီးဆိုတာနဲ့တပင်ထဲကျွန်တော်တို့ကဒီထဲကိုမာဂျရီနီလေးထပ်ထည့်မယ်လို့ရှိရင်စက်တုံလေးအနီကျော်လေးထည့်ပြီးမှမှွေလိုက်ရုံပဲပေါ့နော်မှွေပြီးရတယ်ကျွန်တော်တို့ကအရသာနီးပြီးလို့ရှိရင်အရသာပို့လို့ရှိရင်ကျွန်တော်တို့စားရွက်လေးထပ်ထည့်လို့ရတယ်ပေါ့နော်โอเคဒါလေးကိုမှကျွန်တော်တို့ထည့်အောင်လုပ်ထားလိုက်ပါโอเคဒီလိုချင်တာလေးကိုမှကျွန်တော်ပေါင်းလေးကိုပြန်ထည့်ပြီးတော့မှ9မိနစ်လောက်ပြန်ပြီးတော့နှက်ထားပါနော်ဒါဆိုရှင်ဒါကျွန်တော်ခုနကချက်ခဲ့တဲ့စိတ်သားဟင်းပေါ့နော်ဒီစိတ်သားဟင်းอ่ะဆိုလို့ရှိရင်ကျွန်တော်တို့မြန်မာစိတ်သားဟင်းနဲ့လည်းမတူဘူးပေါ့နော်ကာလာကိုကြည့်လိုက်ရုံနဲ့သိပါတယ်ကျွန်တော်ဒီနေ့စိတ်သားဟင်းမှာဆိုလို့ရှိရင်သုံးထားတာတော့KS ကထုတ်တဲ့ကာရီပေါဒါကိုသုံးထားတာပေါ့နော်ကျွန်တော်ညာကတော့ကျွန်တော်တို့ထောပတ်သမင်းမှာပြုရှင်တာတွေကတော့ကျွန်တော်အချင်းတော့ကဲဒါလေးကိုမှကျွန်တော်စပြီးတော့မှစားပါမယ်နော်ဒီမှာနော်โอเคစိတ်သားဟင်းဒီတိုင်းဆိုဒီမှာလို့ရှိရင်အနှစ်ကအရန်စားကောင်းတယ်အဲ့တော့ဒီအနှစ်ဆိုလို့ရှိရင်ကျွန်တော်တို့ကခမင်းနဲ့စားတဲ့အပြင်ပလာတာတို့ခုနကကျွန်တော်တို့ဘယ်လိုပြောမလဲဒီပေါင်မုံလို့ဆိုရယ်စားလို့လည်းအရန်ကောင်းတယ်ပထမဆုံးကျွန်တော်အနှစ်လေးနဲ့ရင်စားပါနော်ဒီမှာဦးစင်နာလေးနော်ဒီမှာအချင်းနော်လောက်ပြီးတယ်ဆိုလို့ဇုံနေနဲ့ကိုလိုက်လို့ရှိရင်ရတယ်ပေါ့နော်ဒါစိတ်ပါနော်တဲ့ဆိုင်တော့ပူကောင်းတာပေါ့နော်ဒီမှာပုံမှန်ကျွန်တော်တို့စားနေတဲ့စိတ်သားဟင်းနဲ့မတူဘူးသူကအနှစ်များတယ်ပေါ့နော်အနှစ်များတယ်လို့ရှိရင်စိတ်သားစစ်ပေါက်ဆိုတဲ့အရန်ပုံမှာနိုးပြီးနာပဲဒီလိုခင်းလေးနဲ့ဖိလိုက်လို့ရှိရင်ရပြီပေါ့နော်အဲ့တော့ချက်ဖို့ဆိုလို့ရှိရင်နည်းနည်းတော့အချိန်ပေးရတာပေါ့နော်ကဲဒါလေးကိုကျွန်တော်သက်စားပါမယ်နော်ကြည့်ရှုအားပေးတဲ့သူအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ